မင်္ဂလာပါဒီတစ်ခါ daily ထည့်ပြောမယ်2025ခုနှစ်မတ်လ9ရက်နေ့ Friday တောက်ကြနေ့ဖြစ်ပါတယ်MMDAA ကစစ်သားတယောက်ကနေပြီးတော့ line ပေါ်မှာအားချောင်ထားလို့သုံးသက်ဆွေးနွေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ကတရားသောစစ်ကိုဆင်နွှဲနေတာပါဆိုတာသူကယုံကြည်မရှိဘူးပေါ့တရားလားမတရားလားဆိုတာသိကျင်ရင်လေပေါ်ကနေပြီးတော့သူတို့ကိုပေါ့နော်ချေမုန်းတယ်အဲ့ဒါတရားလားပါညာ complaint တက်တယ်ပေါ့ဗျာဟဲ့အောင်ကငါတို့ကမြန်မာတပ်မတော်ကမင်းတို့တဖွဲ့တည်းနဲ့ရင်ဆိုင်နေရတာမဟုတ်ဘူးကွာမင်းတို့တွေကခွေးအားတွေလို့ဒီတိုင်းပြည်ရဲ့ကြောင်နဲ့ခြံစည်းရိုးဒီတောနဲ့တွေတဲကနေပြီးတော့အကုန်လုံးဝိုင်းစုပြီးတော့ကြိုက်ကြတာလေကွာပြီးတဲ့ခါကျတော့မင်းတို့ဘယ်ကပစ္စည်းတွေနဲ့ဒီမြန်မာတပ်မတော်ကိုပြန်ပြီးတော့စန့်ကျင်နေတာတော့မင်းတို့ဝယ်တယ်မလားမင်းတို့တကယ်စနိုက်ပါကောင်းကောင်းနေမင်းတို့ပစ္စည်းကောင်းကောင်းနေမင်းတို့ဘယ်ရောက်ဝယ်လဲမင်းတို့တခြားနိုင်ငံတွေကနေဝယ်ပြီးတော့တုံးနေမင်းတို့ရှိမှရှိတဲ့ပစ္စည်းတွေကတမတော်မှာရှိတဲ့တချို့ဟာတွေတဲ့တောင်မှ quality အရန်သာလွန်တဲ့ပစ္စည်းတွေမင်းတို့ကကင်ပြီးတော့ကြိုက်တာလားတော်လန်နာကိုမြန်မာတက်မတော်ကမင်းတို့ကိုဒီဟိုဟာနဲ့ဓားလေးဟိုဘယ်လိုပြောရမလဲဟိုဝချုံလေးနဲ့ပဲမင်းတို့ဘာဟိုထွန်တရှူရှွတ်တွားတက်လို့ရမှာလားမင်းတို့ကတနေ့လေးညံသုံးกว่าမင်းတို့ကတကယ်တမ်းကတော့နိုင်ငံရေးဘာသာစကားမတက်တာတကယ်တမ်းတော့မင်းတို့ကစာမတက်တာအဲ့တော့စာမတက်ရင်စာတက်အောင်နိုင်ငံရေးဘာသာစကားကိုနားမလဲအောင်တွင်တင်ဆုံးမရတယ်အဲ့တော့မြန်မာတက်မတော်ကငါတို့ကမင်းတို့ကိုအဲ့လိုတွင်တင်ဆုံးမပေးတာပေါ့ကွာလေနဲ့နီးတော့လေပေါ်ကနေပြီးတော့လာဆုံးမပေးတာပေါ့ရေနဲ့နီးရင်တော့ရေကနေလာမှာပေါ့မင်းတို့က MMD ကလေနဲ့ပဲနီးတာလေရေနဲ့မှမနီးတာဆိုတော့မင်းတို့ကောင်တွေကအဲ့လိုပုံစံမျိုးပေါ့ကွာဟိုကလေးကလားဆန်တဲ့ပုံစံမျိုးမင်းတို့ကဟိုတခင်စိုးကြီးရဲ့တသနာတွေလည်းသိမယ်နဲ့မတူပါဘူးကွာနာလပိန်တုံးနေဆိုတော့လေ1989မှာဆုံးပါသွားတဲ့ဒီသခင်ဆိုးကြီးကဗာပြောလဲဆိုတော့ပြည်တွင်းစစ်တွေဒီလောက်ပေါ်များနေတဲ့နိုင်ငံမှာဒီစစ်ရေးအရာအသာစီးရတာလွှမ်းမိုးတာစစ်အနိုင်တိုက်တာကသာငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်မှာဖြစ်တယ်လို့ပြောသွားတယ်လေကွာအဲ့တော့မင်းအင်္ဂလိပ်စာရေးဆရာကြီးတယောက်ကလည်းဒုတိယကမ္ဘာစစ်ဝင်းကျင်လောက်မှာနိုင်ငံရေးမှာဟဲ့အောင်ထာဝရရန်သူတို့ထာဝရမိတ်ဆွေတို့ဆိုတာမရှိဘူးထာဝရအကျိုးစီးပွားပဲရှိတယ်လို့ပြောသွားတယ်မင်းတို့ကောင်တွေကအဲ့ဒါလေးတွေလည်းလေ့လာကွာဆိုတဲ့ခါကျတော့မင်းတို့ကိုငြိမ်းချမ်းရေးခေါ်ခြင်းလို့ငါတို့ဘက်ကနေပြီးတော့မင်းတို့ကိုတွင်တင်တာဆုံးမတာပြီးလို့ရှိရင်မင်းတို့မေးပါဦးမယ်ဗမာပြိုကွဲတဲ့အချိန်မင်းတို့အယူကွက်ဝင်ပြီးတော့နင်းတာမလားအဲ့တော့ငါတို့ကပြောမယ်ကွာငါတို့ဗမာငါတို့ပြန်ပေးလို့ပြောလိုက်ရင်လဲမင်းတို့ကနေပြီးတော့မှမင်းတို့ဗမာကဒီကိုလာပြီးဖန်လာခင်နာဆိုတဲ့ပုံစံမျိုးပြန်ခွင့်ရင်ငါတို့ကခံရအောင်မယ်ဗမာကွဲပြဲနေတော့ကိုပောင်ကိုလန်ထောင်းဖြစ်အောင်မယ်ဒါကြောင့်ကျွန်တော်တို့ကဒီဗမာချင်းချင်းကိုလည်းစီလုံးဖို့ပြောတာကျွန်တော်တို့ဘကိုးရိုးမှတဲမှာကြတော့လဲကျွန်တော်တို့အဲ့ဒီတော်လန်ရေးအင်အားစုတွေအချင်းချင်းတစ်ခိုးထုတ်တဲ့အကျိုးတရားပေါ့နော်ရပိုင်ခွင့်ကိစ္စတွေနဲ့ဝေစုမတည့်ရင်ကနေပြီးလဲပြီးရောကျွန်တော်တို့တက်ဖြတ်အဲ့လိုပုံစံမျိုးတွေကျွန်တော်တို့တွားတွေ့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ပြန်လဲပြီးတော့သုံးသက်တဲ့အချိန်ကိုရောက်နေပြီပေါ့ဗျာပြီးတဲ့အခါဒီမြိုင်ပေါ့နော်ဒူဘိုင်းလို့ခေါ်တဲ့နေရာမှာလည်းပဲအမြိုင်နေမဟုတ်ပါဘူးကျွန်တော်စကိုင်းတိုင်းတကြောမကွေးတိုင်းတကြောမှာဆိုလဲကချင်ပြည်နယ်ကဒူဝါတွေဆင်းလာလို့ရှိရင်သူတို့ကိုနတ်ဖျားလို့ကိုးကွယ်ရတယ်ကိုချီမှာရှိတဲ့ဗမာလေးတွေကိုချကျွေးရတယ်အတုံးတော့ခံသွားတယ်ပွဲတော့တည်သွားတယ်ဟိုလွန်ခဲ့တဲ့ကျွန်တော်တို့ဒီအနော်ရထားလက်ထက်ကအကြီးကြီးတွေလိုပဲကျွန်တော်တို့ဒီဗမာပြိုကွဲတဲ့အချိန်ကိုဒီကောင်တွေက MMDA တို့ KIA တို့ကစောင့်ပြီးလဲပြီးရောတကယ်တမ်းတတိရှိတယ်ဇာရှိတယ်ဆိုလို့ရှိရင်ဟိုလွန်ခဲ့တဲ့2018 2019လောက်ကမင်းတို့ကောင်နေဘာလုပ်နေတာလဲ
ဆိုတဲ့အခါကြတော့မင်းတို့အဲ့လိုပုံစံမျိုးမိမလို့မိမရနဲ့တတိမရှိဘဲနဲ့အခုဒီကာလမှာဗမာပြိုကွဲတဲ့ကာလမှာမင်းတို့ကအငှားစစ်သားခေါ်ပြီးတော့ဗမာချင်းပြန်ပြီးတော့အိမ်ကျချင်းအိုမဲတုတ်ပြီးတော့ခုတ်ခိုင်းတဲ့အပေါ်မှာငါတို့မြမတက်မတော်ကတတိုင်းပြည်လုံးကိုတိုင်းပြည်ကိုကာကွယ်တာကွာတတိုင်းပြည်လုံးကိုကာကွယ်နေရတဲ့ဟာကိုမင်းတို့ကပက်လဲကနေပြီးခွေးအားအုပ်စုလိုဝိုင်းကြိုက်တာကိုငါတို့ကလေနဲ့တက်မလာဘဲနဲ့မင်းတို့ရှိတဲ့ဟာနဲ့ချွတ်ပစ်လို့ရှိရင်လဲတကြကြငါတို့ကမင်းတို့ကိုအနိုင်ကျင့်နေဖြစ်အောင်မယ်လေနည်းနည်းလေးလေကောင်းသုံးပါအောင်နည်းနည်းလေးစဉ်းစားပါအောင်ငါကောင်ပါနော်စကားကိုမင်းတို့လက်လွတ်စပယ်မပြောပါနဲ့တကယ်ကောင်နေနဲ့တွေ့တဲ့အနေအထားဖြစ်နေတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကတော့ဒီလက်ရှိကျွန်တော်တို့ဒီမြန်မာတက်မတော်ဒီဝေဟင်စိုးမိုးရေးပေါ့နော်ရေပြင်ရှိတဲ့နေရာဆိုလဲရေပြင်စိုးမိုးရေးဒီမြေပြင်ရှိတဲ့နေရာဆိုလဲမြေပြင်စိုးမိုးရေးတွေလှုပ်ဆောင်နေတဲ့အပေါ်မှာကျွန်တော်တို့အနေနဲ့ထောက်ခံတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကဒီငိမ့်ချမ်းရေးတကားဝကနေစောင့်နေတာမင်းတို့ဒီ MMDA အဲ့စစ်သားမင်းတို့ကောင်းနေပြောတဲ့ပုံစံကနည်းနည်းမိမလို့မိမရဆန်တယ်မင်းရောက်ရှီတိုင်းပြည်ကိုကာကွယ်ဖို့အတွက်ဝယ်ထားတာကွာမင်းတို့ကတိုင်းပြည်ကိုဖြိုခွဲဖို့ပြိုကွဲဖို့ကြံစီနေတဲ့အချိန်မှာဒီတိုင်းပြည်ကာကွယ်မဲ့လေရင်တို့ဘာတို့ငါတို့ကမှုတက်ခံပြီးတော့ဒီတိုင်းထားရမှာလားပြီးတဲ့အခါကြလို့ရှိရင်မင်းဟိုးလွန်ခဲ့တဲ့နှစ်ကာလတွေအင်္ဂလိပ်ကမြန်မာနိုင်ငံကိုဝင်လာတုန်းကငါတို့မြန်မာနိုင်ငံမှာအဲ့တုန်းကဘန်ဒိုဘန်ရှီတို့တိုင်းပြောင်းမြန်တို့ရှမ်းကြီးတို့ဗမာတိုင်းမြန်မာတိုင်းနီးပါးတိုင်းတက်နေတဲ့ကာလမှာအင်္ဂလိပ်ကဘာကြောင့်မလို့မင်းဓာချင်းဒုတ်ချင်းဘာကြောင့်မလို့ယူမလာဘဲနဲ့နီးပညာတွေနဲ့ငါတို့လာလောက်တာတော့မင်းဘန်ဒူလာမခံဘူးကွာဆိုတဲ့ပုံကိုတောင်မှဟိုလက်နက်ဆန်းနဲ့တီးလွှတ်လိုက်တဲ့အခါကျတော့လစ်သွားခဲ့သေးတာပဲငါတို့ကအဲ့ဒါကိုမတရားဘူးလို့ငါတို့ကပြောလို့ရလားနီးပညာကဆိုတာကဟဲ့အောင်လူအင်အားအရင်အမြစ်ကိုချွေတာပို့ထားတာကွသူ့နိုင်ငံရဲ့လူမျိုးပြုံးတီးဖို့အတွက်ကို1 by 1ဆွဲဖို့ထားတာမဟုတ်ဘူးငါကောင်ကအဲ့တော့ငါတို့ဒီနိုင်ငံမှာလဲတိုင်းပြည်မပြိုကွဲဖို့လူအင်အားအရင်အမြစ်တွေမပြုံးတီးဖို့ကိုငါတို့ကလေရင်မသုံးလို့ရှိရင်မင်းတို့လိုခွေးအားတွေကိုတကောင်နဲ့လူတယောက်နဲ့ဘာလို့ငါတို့ကဖက်ကိုက်ရမှာတော့မင်းတို့ကိုငါတို့ကအဲ့ဒီလိုမျိုးတုံတင်ဆုံးမမင်းတို့စာတက်မှာပေါ့ခေတ်ဆက်လဲဒီလိုပဲမသိတဲ့လူကိုသိအောင်တုံတင်ဆုံးမခဲ့ကြတာပဲလေအမေရိကန်နိုင်ငံဆိုရင်လည်းပဲမင်းဒီဂျပန်တို့ဘာတို့မင်းဂျာမနီတို့ကိုမင်းဒီလိုပုံစံမျိုးမင်းပြခဲ့ကြတာပဲဒါကြောင့်မင်းကြောက်သွားတော့မှအကြောက်တရားနဲ့ရက်လိုက်တာပဲလေမင်းတို့ကောင်တွေကလည်းတကယ်တမ်းတော့ဟိအောင်တရုတ်ပါနေလို့တရုတ်ရှိနေလို့ငါတို့ကလည်းထင်သလောက်လေပေါ်ကနေစုံမလို့မရတာမင်းတို့ကိုအဲ့ဒီလေနဲ့မှမစုံမရင်မင်းတို့ကဘယ်လိုလုပ်စားတက်လာမှာတော့မင်းတို့ကဘယ်လိုလုပ်နိုင်ငံရေးအတိတရားရှိလာမှာတော့ဘာဖြစ်လို့လဲဆိုတော့မင်းတို့ကကြတော့ခွေးရဖြူဟာခင်းနေတဲ့အနေထားဆိုတော့ကွာအဲ့တော့ကိုရဲ့အကြောင်းကိုကလည်းဒီသိအောင်အရင်စူးစမ်းပြီးတော့ကိုပြောတဲ့စကားကကလေးဆန်နေလားဘယ်နေရာရောက်နေလဲမင်းတက်မတော်တစ်ခုကိုသွားပြီးတော့မင်းကနေပြီးပြည်တွင်းစစ်ကိုမင်းကလေမသုံးရဘူးဆိုရင်မင်းတခြားနိုင်ငံကိုလည်းမင်းသွားဝေဖန်လိုက်မင်းအမေရိကန်လည်းလေသုံးနေဟဲ့အောင်မင်းဂျီနီဗာကွန်ဗင်းရှင်းမင်းသဘောတူထားတဲ့နိုင်ငံတွေအကုန်လုံးတကယ်တမ်းပြဿနာတက်လာရင်သူတို့ပြည်တွင်းနဲ့သူတို့နိုင်ငံတွင်းထဲမှာသူတို့တွေလည်းလေရသုံးနေဟဲ့အောင်ငါတို့လိုမျိုးမင်းပြိုကွဲတော့နိုင်ခြေရှိတဲ့မင်းအနေရှိတဲ့ danger situation မှာငါတို့ကမင်းတို့ကိုလေသုံးပြီးတော့မှမသွန်သင်မဆုံးမဘူးဆိုလို့ရှိရင်ဘယ်ပေါင်းစုံကဝိုင်းပြီးကြိုက်နေတာကိုငါတို့ကရှိတဲ့အတူလေးနဲ့မင်းတို့တက်ထိုးရမှာလားအတိတ်ပဲမရှိတဲ့ဟာဒီပြောတာရက်ပါတော့လို့ငါကပြောချင်တယ်မင်းတို့ကိုယ်တိုင်လည်းပဲမင်းတို့အဲ့ဒီမှာနေမင်းတို့မကြမီလာမီမျှော်မင်းတို့ငကိုဘယ်နေရာမှာရှိလဲရှိတဲ့နေရာကိုမင်းတို့ပြန်သွားဖို့ပြင်ထားမင်းတို့အရန်ကြီးတွေမမျော်လင့်နဲ့ပြီးတော့မင်းတို့ကအဲ့လိုအတူလေးနဲ့တက်ထိုးတာမျိုးပစိုးကြုံတွေကလက်သီးပုံပြတာမျိုးမင်းတို့ကိုယ်တိုင်ကငါတို့ကလာရှိုးဒီဝေဟင်မှာဝဲတဲ့အပေါ်မှာမခံနိုင်လို့တရုတ်ကိုသွားပူဇာလို့ငါတို့ကခဏရက်ထားရတာလေအခုကြမှာမင်းတို့ကလေကြီးလေကျယ်နဲ့ဒါလေးလာပြောတာပါ